Facebook ကောက်အသစ်ဖွင့်နေတို့ရဲ့ Facebook ကောက်လေးထဲဝင်လိုက်ပါဝင်ပြီးပြီဆိုရင်ဒီနေရာမှာပေါ့နော် Renew ကောက်ဆိုတဲ့ဟာလေးနေရာမှာဖြစ်ဒီအောက်ကပေါ့နော်ဒါ Renew ကောက်ဆိုတဲ့ဟာကိုထပ်မံပြီးတော့နှိပ်ပါဒီနေရာမှာကျွန်တော်တို့ဖွင့်မဲ့နာမည်ထည့်ရမှာဖြစ်တယ်ပေါ့နော်နာမည်တစ်ခုထည့်ရမယ်ပေါ့နော်သူကတော့ကျွန်တော်တို့ပေါ့နော် right let လို့ပေးထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်နာမည်ထည့်လိုက်မယ်ထည့်ပြီးပြီဆိုရင် nice ဒီနေရာမှာကျွန်တော်တို့ပေါ့နော်မွေးနေ့တက္ကရာအမှန်ထည့်ရမှာဖြစ်တယ်ပေါ့နော်မွေးနေ့တက္ကရာလေးကိုရွေးလိုက်ပါရွေးပြီးပြီဆိုရင်သူက16နှစ်ထက်ရွေးရမှာဖြစ်တယ်ပေါ့နော်16နှစ်ထပ်ပြီးအောင်ရွေးပေးရမှာဖြစ်တယ်ခင်ဗျဒါဆိုကျွန်တော်တို့ပေါ့နော်အောက်ကဒီ smart လေးကိုနှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ပေါ့နော် next ကိုထပ်မှန်ပြီးတော့နှိပ်ပါဒါဆိုဒီနေရာမှာမိန်းကလေးယောက်ျားလေးရွေးရမှာဖြစ်တယ်ဒါလေးရွေးလိုက်မယ်ပေါ့နော် next ကိုနှိပ်ပါဒီနေရာမှာဖုန်းနံပါတ်နဲ့ဖွင့်ရမှာပေါ့နော်ကျွန်တော်အခုဖုန်းနံပါတ်နဲ့ဖွင့်ပြပေးမယ် Gmail နဲ့လည်းဖွင့်လို့ရတယ်ပေါ့နော် Gmail နဲ့ဖွင့်ခြင်းတယ်ဆိုရင်ဒီနေရာလေးမှာပေါ့နော် sign in ပေါ့နော် Gmail ဆိုတဲ့ဟာလေးနှိပ်လိုက်ပါနှိပ်ပြီးဆိုရင် Gmail ဖွင့်ထားတဲ့သူဒီနေရာမှာ Gmail ထည့်လိုက်ပေါ့နော် Gmail ထည့်လို့ရတယ်ကိုကကျွန်တော် Gmail မဖွင့်ထားဘူးဆိုတော့ဖုန်းနံပါတ်နဲ့ဖွင့်ပြပေးမယ်ပေါ့နော်ဖုန်းနံပါတ်နဲ့ဖွင့်ထားတယ်ဆိုရင်ဖုန်းနံပါတ်မဖွင့်ရသေးတဲ့ဖုန်းနံပါတ်ပဲဖွင့်ရမှာဖြစ်တယ်နော်အမိုဘိုင်းဖုန်းနံပါတ်လေးနေရာလေးမှာဖုန်းနံပါတ်လေးရိုက်ထည့်ပါအောက်က next ကိုထပ်မှန်ပြီးတော့နှိပ်ပါဒီနေရာမှာကျွန်တော်တို့ပေါ့နော်စကားဝက် password ထည့်ရမှာဖြစ်တယ်ပေါ့နော် password ကကျွန်တော်တို့ပေါ့နော်လွယ်တဲ့ဟာကိုမထည့်နဲ့ပေါ့နော်ခက်တဲ့ဟာကိုထည့်ရမှာဖြစ်တယ်ပေါ့နော်ခက်တဲ့ဟာကိုထည့်ပါဒီနေရာမှာစကားဝက်ကနာမည်တွေမထည့်နဲ့ပေါ့နော်မွေးနေ့တွေမထည့်နဲ့ထည့်ရမှာကျွန်တော်တို့ပေါ့နော်ဒီကနန်းတွေနဲ့တခြားသောကျွန်တော်တို့ပေါ့နော်အခရာလေးထည့်ဖို့လိုတယ်ပေါ့နော်ဒီလိုမျိုးရှစ်လုံးထည့်ရင်ပိုကောင်းတယ်ပေါ့နော် next ကိုနှိပ်လိုက်ပါဒါဆိုဒီနေရာမှာကျွန်တော်တို့ပေါ့နော်မိမိတို့ကစေ့ယူနှိပ်လိုက်ပါပေါ့နော်စေ့တွေယူနှိပ်လိုက်ပါဟိုအောက်မှာစေ့တွေရှိတယ်ဒီနေရာမှာကျွန်တော်တို့ပေါ့နော်စေ့ပဲထပ်မှန်ပြီးတော့နှိပ်ပါပြီးပြီဆိုရင်ကျွန်တော်တို့ပေါ့နော် increase ကိုနှိပ်လိုက်ပါ increase ဆိုတဲ့ဟာလေးပြန်အောင်စာတန်းလေးဒီစာမျက်နှာရောက်လာပြီဆိုရင်မိတ်ဆွေတို့ပေါ့နော်ကုတ်တောင်းအောင်မှာဖြစ်တယ်ဘယ်မှာနေတောင်းအောင်မှာလဲမိတ်ဆွေတို့ကဖုန်းနံပါတ်နဲ့ထည့်ထားတဲ့ဒီမှာကျွန်တော်တို့ပေါ့နော် SNN ဆိုနေရာရွေးလိုက်ပါဒီနေရာလေးပြောင်းလိုက်ပါပေါ့နော်ပြောင်းပြီးပြီဆိုရင်အောက်ကပြန်အောင်စာတန်း continue လေးကိုနှိပ်လိုက်ပါဒီနေရာမှာကုတ်လေးထည့်ရမှာဖြစ်တယ်ကုတ်လေးထည့်ပြီးပြီဆိုရင် next ကိုထပ်မှန်ပြီးတော့နှိပ်လိုက်ပါဒါဆိုကျွန်တော်ဒီနေရာရောက်ပြီပေါ့နော်ဒီစာမျက်နှာရောက်ပြီဆိုရင်ကျွန်တော်တို့ပေါ့နော်အောက်က skip ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ပေါ့နော်နှိပ်လိုက်ပါပေါ့နော်ပြန်အောင်စာတန်းလေးအောက်က skip ကိုနှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်ခဏလေးစောင့်ပြီးပေါ့နော်ဒီစာမျက်နှာမှာဒါဆိုကျွန်တော်တို့ပေါ့နော်ဒီနေရာရောက်ပြီဆိုရင်ကိုတငယ်ချင်းပေါ့နော်9ယောက်ထည့်ရမှာဖြစ်တယ်ပေါ့နော်9ယောက်ဒါဆို9ယောက်ထည့်ပြီးပြီဆိုရင်အောက်ကကျွန်တော်တို့ပေါ့နော် skip ပဲထပ်မှန်ပြီးတော့နှိပ်လိုက်ပါပြီးပြီဆိုရင်ကျွန်တော်တို့ပေါ့နော် skip ပဲနှိပ်လိုက်ပါဆို Facebook အကောင့်ဖွင့်တာအောင်မြင်သွားပါပြီခင်ဗျာအားလုံးပဲမင်္ဂလာပါအဆင်ပြေကြပါစေလက်လုပ်ကြည့်ပါခင်